မှာဘာတွေကရည်ကြီးဆုံးအရာအလေးနဲ့တေချာဆန်းစစ်ကြည့်ပါပြေမှန်ကိုရှာဖွေထားအစာကောင်းတဲ့ဝတ်တွေစင်တစားနေထိုင်ဖို့ရည်ကြီးဆုံးလားဒီနေ့တိုင်းကြိုးစားကြများတင်အောင်ရေးစိတ်ချနိုင်မလားမမြင်တတ်တဲ့လောကအရာဟာဝိညာဉ်ထက်ရည်ကြီးအောင်မလားတနေ့ကြခန္ဓာပုံပြတ်တဲ့အခါပိုင်ဆိုင်တာအကုန်ချမ်းထားရအဖို့ထိုက်တဲ့သဝိညာဉ်ဟာမရဏနဲ့ဝိဆုံးရမှာကိုယ်တော်နဲ့ဤဆုံးမှာထာဝရအသေးရစေတာဒီငယ်ချင်းမရှိတဲ့ခုံဝေးသက်တာတကယ်ကိုတိုးတောင်းလားအရေးကြီးဆုံးနဲ့အရေးကြီးဆုံးရာဒီချိန်မှာရှာဖွေထားတန်ဖိုးနဲ့နိုင်ပြီးတွေ့ချက်မရဝိညာဉ်သက်မြတ်တာတလောကလုံးထက်အရေးကြီးဆုံးအရာပါတာမှာဘာတွေကအရေးကြီးဆုံးရာအလေးနဲ့အသေးချာဆန်းစစ်ကြည့်ပါပြေမှန်ကိုရှာဖွေထားအစားကောင်းတဲ့ဝတ်တွေစင်တစားနေထိုင်ဖို့ရည်ကြီးဆုံးလားဒီနေ့တိုင်းကြိုးစားကြများတင်အောင်ရေးစိတ်ချနိုင်မလားမမြင်တတ်တဲ့လောကအရာဟာဝိညာဉ်ထက်ရည်ကြီးအောင်မလားတနေ့ကြခန္ဓာပေါက်ပြတ်တဲ့အခါပိုင်ဆိုင်တာကုန်ချမ်းထားရအဖို့ထိုက်တဲ့အသက်ဝိညာဉ်ဟာမရဏနဲ့ဝိဆုံးရမှာကိုယ်တော်နဲ့ဤဆုံးမှာထာဝရတရားစေတာဒီရဲ့ချင်းမရှိတဲ့ခုံဝေးသက်တာတကယ်ကိုတိုးတောင်းလားအရေးကြီးဆုံးနဲ့အရေးကြီးဆုံးရာဒီချိန်မှာရှာဖွေထားတန်ဖိုးနဲ့နိုင်ပြီးတွေ့ချက်မရဝိညာဉ်သက်မြတ်တာတလောကလုံးထက်အရေးကြီးဆုံးအရာပါဒီနေ့ချင်းမရှိတဲ့အခုံဝေးသက်တာတကယ်ကိုတိုးတောင်းလားအရေးကြီးဆုံးနဲ့အရေးကြီးဆုံးရာဒီချိန်မှာရှာဖွေထားတန်ဖိုးနဲ့နိုင်ပြီးတွေ့ချက်မရဝိညာဉ်သက်မြတ်တာတလောကလုံးထက်အရေးကြီးဆုံးအရာပါ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 